ဒါကထန်းနန်းကန်ဘန်ကောက်မြို့ထဲမှာစီးတဲ့ကုတ်တိုက်ထဲမှာကျွန်တော်ရောက်စီပြီးရုပ်စင်ရိုက်ပြပေးသွားတာဖြစ်ပါတယ်လူတွေအများကြီးပဲဒီဘက်ကတော့ဖရဲသီးငကမောက်သီးအမိုကဒိုနင်းသီးဖရဲသီးအကုန်လုံးရတဲ့နေရာပါအဲ့တော့ဖရဲသီးတစ်လုံးမှ24ဘတ်29ဘတ်ပဲစီးတယ်ဒီဘက်ကတော့မလကာသီးတရက်သီးအစိမ်းအနီတရက်သီးကတော့ဒီမှာအစုပ်စီးတယ်ဒီဘက်ကတော့ကျမ်းမာရေးနဲ့ညီညွတ်တဲ့ပန်းသီးတို့လိမ္မော်သီးတို့နေရာပေါ့နော်ဒီဘက်ကတော့လိမ္မော်သီးဖြစ်ပါတယ်ဒီဘက်ကတော့အိမ်စင်မတွေအတွက်အာလူကျက်သွန်နီကျက်သွန်ဖြူကော်ပီတို့ကော်ပီပန်းနေရာဖြစ်ပါတယ်ဒီမှာကတော့စပြည့်သီးတွေစတော်ဘယ်ရီအစုံစီးရနေရပါဒီဘက်ကတော့အရက်တွေကော်ဖီမစ်တွေအစုံစီးရနေရပါတော့ကျွန်တော်ရိုက်ပြပေးသားမှာဖြစ်ပါတယ်ဒီနေရာကိုများပြည်သားတော်တော်များလဲလာရောက်ပြီးဈေးဝယ်တာရှိပါတယ်နေရာကတော်တော်လေးကိုကြနနတတရရလေးစီထားတော့ကြည့်လို့အရန်ကောင်းပါတယ်ဒီဘက်မှာတော့အာဟာရဖြစ်တဲ့နေရာပေါ့နော်အစိုးရှိပါတယ်ဒီဘက်မှာတော့လက်ဖက်တော့ကဖီတော့ရောင်းတဲ့နေရာပါအချို့ရောင်းတဲ့နေရာဖြစ်ပါတယ်ထိုင်းနိုင်ငံမှာဖြစ်ပါတယ်ခင်ဗျာအစုံရှိတဲ့နေရာပါပြီးတော့ကျွန်တော်ဟိုကြည့်ဒီကြည့်ရုပ်စင်ရိုက်ပြပေးသွားတာဖြစ်ပါတယ်စားချင်းစရာတွေအကုန်လုံးများပါတယ်ဒီနေရာကတော့တစ်တီဝလန်တဲ့အစုပ်ရောင်းတဲ့နေရာပါဒီဘက်နေရာကတော့အချိုဓာတ်တွေပါတယ်ရောင်းတဲ့နေရာဖြစ်ပါတယ်ပေါင်မုတ်တို့ကိတ်မုတ်တို့မွေးနေ့ကိတ်တို့အကုန်လုံးရှိတဲ့နေရာပါနော်ကြက်ပါပြီခင်ဗျာကျွန်တော်ကုတ်တက်ကနေဝယ်လာတဲ့ကြက်သားဟင်းကြက်ပါပြီချက်ပြုတ်ပြီးသွားပြီဆိုတော့ကျွန်တော်စားပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ